အခုပေါ်ကုန်ပြီနော်သူကတော့ကျမနဲ့လေးနားထောင်လိုက်ကျမရည်ရှင်တယ်နော်ဟိုဗလဲအခုကိုမျိုးရဲ့နောက်ဖေးချောင်းအမှန်တရားတွေလူတွေအများကြီးနော်မြင်လာကြတယ်ဒါဟို तू ကမစားရတဲ့အမဲသေးပဲဦးမျိုးကိုမျိုးရဲ့နောက်ဖေးကို तू ကနော်ထုတ်ချတော့ဟာဒလန်ပါပေါ့ तू ကဘယ်ဗလဲဘယ် energy နဲ့ဘယ်သူရင်းနှီးပါတယ်ဟိုလိုနဲ့ဘယ်သူရင်းနှီးပါတယ်ဆိုပြီးတော့ तू ပြောသွားတယ်ဗစနဲ့ तू ပြောသွားတယ်နော်ကျမတို့သိထားသလောက်တော့ဒီຫນွေဥတော်လည်းအရင်တော့ကဘာပဲဖြစ်ဖြစ်ဥပမာပေါ့အခုကျမတို့ကရင်ခေါင်းဆောင်ကြီးတွေနော်အရင်တော့ကမင်း online နဲ့ပဲဖြစ်ဖြစ်နောက်ပြီးတော့ဒီခင်ညွတ်နဲ့ပဲဖြစ်ဖြစ်ဖက်လဲတကယ်ရှိနေပါစီအောင်တော့ဒါပေမဲ့အခုချိန်မှာပြတ်သားရတော့မင်းအခုချိန်မှာပြတ်သားတယ်ဆိုရင်နော်အခုလက်တွေ့လောက်ရကိုပဲကျမတို့ကြည့်တာဟိုသမိုင်းနဲ့တစ်လည်နေတဲ့အစားထဲမှာကျမတို့မပါဘူးနော်ဘယ်လဲဟိုတော့ကသူတို့ဘလို့ပဲကျမပြောပြီးပြီနော်မြင်းစေးသမားပဲဖြစ်အရင်တော့ကတော့တခိုးကြဘိုးမြင်းစေးသမားဘလို့ပဲဖြစ်နေပါစီလက်တွေ့ဒီຫນွေဥတော်လန်ရေးမှာနော်ပြတ်သားတယ်လောက်ရပြတ်သားတယ်နော်နောက်ပြီးတော့ဘယ်လဲလောက်ရရက်တိချက်မှန်ကန်တယ်ဆိုရင်လေအရင်တော့ကဘလို့ပဲဒလန်ပဲဖြစ်နေပါစေတခိုးကြဘိုးပဲဖြစ်နေပါစေကျမတို့အတိတ်ကိုမကြည့်ဘူးလက်တွေ့လောက်ရကိုပဲကြည့်တယ်နော်ဒါကြောင့်မလို့အခုကျမတို့မသိဘူးနော်ကိုမျိုးရန်အောင်ဖိုက်ကဘသူနဲ့ရင်းနှီးလဲဘသူလဲပါလဲကျမတို့မသိဘူးဒါပေမဲ့လက်တွေ့လောက်ရကိုမျိုးရန်အောင်ဖိုက်လက်ရှိမှကျမတို့နိုင်ငံရေးကျမတို့ကလေဘယ်လိုပြောမလဲကျမတို့နိုင်ငံရေးတွေဒီຫນွေဥတော်လာရေးမှကျမတို့ကနော်အပြည့်အဝသိလာတာဖြစ်တဲ့အတွက်သူရှင်းပြတဲ့နိုင်ငံရေးအကြောင်းတရားတွေကျမတို့နှစ်သက်တယ်ကျမတို့အတွက်လည်းနိုင်ငံရေးဘုဒ္ဓရသလိုကျမတို့အတွက်လည်းအသိတရားတွေနော်နိုင်ငံရေးအသိတရားပညာဘဟုတုတတွေရစီတယ်နော်ဒါကြောင့်မလို့ကျမတို့ကခွဲခြားတတ်တယ်ကျမတို့ပြည်သူတွေကိုအထင်မသေးနဲ့နော်ကျမတို့ခွဲခြားတတ်တယ်အခုသူကကိုမျိုးရန်အောင်ဖိတ်ကိုစွတ်ဆွဲပြီးတော့သူကတလန်လာဖို့ဟိုလူနဲ့ပေါင်းတော့ဟုတ်လာပြီပေါ့သူ့ကိုသူဟုတ်လာပြီပေါ့ကျမပြောမယ်နော်ကရင်ပြည်နဲ့အကြောင်းကိုကျမတို့ကရင်လူဒုလောက်ဘယ်သူပိုသိမှလဲကရင်ပြည်နယ်မှာဒီ9နှစ်လုံး6နှစ်လုံးကျမတို့ဘယ်လိုဖြတ်ပန်းခဲ့ရလဲကျမတို့ဘယ်လိုနော်လောက်ဆောင်ခဲ့ရလဲဘယ်လိုကြောက်တွေးခဲ့ရလဲကျမတို့အသိဆုံးပဲနော်ဒါကြောင့်မို့မင်းတို့ညင်းလို့မရဘူးအခုကျမတင်ထားတယ်နော်ငါဇွဲကိုတန်တရာဖြစ်မိတယ်စဉ်းစားကြည့်ပါပြည်သူတို့ဟိုနေ့ညကလည်းကျမလိုက်တယ်မှာပြောထားပြီးပြီဒါကြောင့်မို့အခုကဒီညတော့နော်အတိုးအသေးစိတ်မပြောတော့ဘူးနော်ဟိုဗလဲအတိုးအနေအချင်းပဲအချင်းချုပ်ပဲပြောတော့မယ်နော်ငါဇွဲကအခုလက်ရှိကရင်ပြည်နယ်မှာကျမနိုင်ရှင်ပြတာနော်ဗလဲကျမလည်းကျမရဲ့အတွေးသမျိုးတူတယ်ဆိုရင်တူတယ်မတူဘူးဆိုရင်ဒီလိုထောက်ပြလို့ရတယ်ဟိုမစီမဆိုင်တာလေးဆွဲထည့်ပြီးတော့ဟိုဗလဲတချို့လက်မန်းနေဇွဲထဲလားစော်ထဲတို့မဟုတ်တိုင်းကိုလောက်တပါညာမစီမဆိုင်တာလေးဆွဲထည့်ပြီးတော့ဒီလိုမျိုးပြောပြီးဆိုရင်ဒါဖတ်အုပ်စုကလာတာပဲနော်အဲနူးကြီးအသက်ကွဲလာတာဘယ်နှခါရှိပြီလဲအရေးတောင်ထူကုန်ပြီဘယ်သူကသိချင်လဲစောက်ကြည့်လိုက်လေအခုဒီညပြောမဲ့အထင်မှာနူးကြီးကလေဒီစစ်ရေးမှာသူအားနေချင်အားနေလိုက်မယ်။တန်ရေးဓမ္မရေးမှာမအေးလို့မင်းအောင်လိုက်နဲ့လည်းမထူနိုင်ဘူး။အဲ့ဒါအမှန်တရားမင်းတို့ညင်းလို့မရဘူး။နူးကြီးမပါဘဲနဲ့လေဘယ်တိုင်းသားအအိုမနော်ဒီပြည်နယ်ကနေနိုင်ငံခြားမပြောနဲ့ဒီပြည်နယ်ကနေမြို့ကိုတောင်မှမကြုံနိုင်ဘူး။ရှင်းလေးပဲနော်အဲ့ဒါကိုအခုဒီညပြောမဲ့နော်သတင်းတွေဓမ္မသတင်းကောင်းတွေကိုကျွန်မအရင်ပြောမှာပေါ့နော်နူးကြီးနဲ့ပတ်သက်ပြီးတော့နူးကြီးကဒီစစ်ရေးမှာပြောပြမယ်နူးကြီးရဲ့နော်ဖတ်တန်းက၄နှစ်9နှစ်တောင်မရှိသေးပါဘူးNUG ပောက်ခွာလာတာ PDF ဆိုတဲ့တက်ရင်နေနော်NUG က PDF ကိုဖွဲ့စည်းလာတာ9နှစ်တောင်မရှိသေးပါဘူးထားလိုက်ပါတော့9နှစ်လို့ကျမတို့အလုံးစုံတွက်လိုက်နော်9နှစ်သက်တမ်းပြီးတော့တော်လန်ရဲ့အစပိုင်းမှာ EAO နယ်မြေတွေကိုသူကပထမ NUG ရဲ့ယူရချက်ကနော်တိုင်းရင်းသားတွေကိုစစ်ရေးမှာဥဆောင်ခိုင်းပြီးတော့တိုင်းရင်းသားရေးမှာ NUG ကဥဆောင်ဖို့ဆိုပြီးတော့အဲ့လိုယူရချက်နဲ့နော်တော်လန်ရဲ့အစပိုင်းမှာစတင်ခဲ့တယ်ဒါဘယ်သူမှညင်လို့မရဘူးနော်အဲ့ဒီထဲမှာအညာစကိုင်းဒေသနော်တော်လန်ရဲ့အစပိုင်းမှာစုစည်းခဲ့တယ်ညှိညွတ်ခဲ့တယ်နောက်ပြီးတော့ကရင်နယ်မြေဘယ်လောက်ထိစုစည်းညီညွတ်တယ်လဲနော်ထောက်ပို့တွေလည်းညီညွတ်တယ်လို့ PDF တွေနော်အကရင်လက်နဲ့ကင်တွေကတော့နော်စုစည်းညီညွတ်တာပေါ့အဲ့ဒီထဲမှာပူတာဒလန်တွေကခောက်ပြန်ဟိုပဲပူလိုက်ဒီပဲပူလိုက်ဥပမာပေါ့ဒီစောစန်းအောင်တို့ဘာတို့ညာတို့နော်ကရင်လက်နဲ့ကင်တချို့အဲ့ဒါကိုဘယ်လောက်ထိစုစည်းခဲ့တယ်လဲနောက်ဆုံးကြတော့သူတို့နော်အခုတက်တော့ညနှစ်ကုန်ပေါ်ပြတယ်မဲ့သူတို့စုစည်းခဲ့တယ်သူတို့တော်လာရဲ့အရင်စတင်ခဲ့တယ်သိတယ်ဒါမဲ့သိပြီးပြန်နောက်ဆောက်သိပြီးပြန်နောက်ဆောက်ကျမတို့အဲ့ဒီတော့ကျမတို့ကဒါဟိုဗာလဲအစစ်သိမဖြစ်သေးလို့ပြန်နောက်ဆောက်ရပါတယ်ဆိုတော့ကျမတို့ကအဲ့လိုမျိုးဘယ်လိုပြောမလဲ shop ပေါက်တော့တွေးခဲ့ပြီးသေးတယ်ဒါမဲ့နောက်ဆုံးမှာနော်နောက်ဆုံးမှာကျမတို့ပြည်သူတွေကနော်မင်းတို့မထင်နဲ့နော်မြေပြင်မှာမနေလို့ဆိုပြီးတော့မြေပြင်မှာမရှိဘူးတဲ့ဗာလဲ line ပေါ်မှာအားချောင်းနေဆိုပြီးတော့အဲ့လိုစကားတွေထွက်မလာနဲ့နော်ကျမတို့မင်းတို့ကမြေပြင်မှာနေပြီးတော့မင်းတို့ရဲ့ဒီတောတောင်တွေကအမြင်လောက်ပဲမင်းတို့မြင်နေရတာပြီးတော့မင်းတို့စီဆက်သွယ်နေတဲ့နော်မင်းတို့စီဆက်သွယ်နေတဲ့မင်းတို့ရဲ့မွေးစားထားတဲ့ထောက်ပို့တွေမင်းတို့ရဲ့နော်အဲ့ဒီအဝိုင်းလောက်ပဲရှိတာကျမတို့တော်လန်ရေးသမားစစ်တွေကအထူးပြီးကျမတို့ကရင်ပြည်နယ်ကနော်ကျမတို့ပြည်သူတွေမျက်လုံးပေါင်းတက်ပြီးနေလုံးမှရှိတယ်ဖြစ်လို့ကျမတို့ကရင်ပြည်နယ်ကလေတော်လန်ရေးနော်အာနာရှင်ကိုတိုက်ထုတ်တဲ့ဖ
သက်တမ်းမှာကျမတို့ကရင်ပြည်နယ်ကသက်တမ်းအစစ်ဆုံးပဲမင်္ဂလာပါမောင်လေးနော်သက်တမ်းအစစ်ဆုံးပဲဒါကြောင့်မို့ကျမတို့တခြားပြည်သူလူထုတဲ့ကျမတို့ကရင်ပြည်သူလူထုကပို့ပြီးတော့စိတ်ဓာတ်တက်ကြွသေးတယ်ပို့ပြီးတော့စီလုံးညီညွတ်သေးတယ်ဒါတော်လိုင်းရေးသမားစစ်ကရင်တွေကိုပြောတာနော်ပါပေါင်းညာစားကဖားရဖားအဲ့ဒီအောက်စုကိုမဆိုလိုဘူးနော်ဒါကြောင့်မို့ကျမတို့ပြည်သူကရင်လူထုတော်လိုင်းရေးသမားစစ်တွေကဒီတော်လိုင်းရေးကိုအမြန်ဆုံးအောင်မြင်ချင်တာဒါကြောင့်မို့လေနော်ကျမတို့စိတ်ဓာတ်တက်ကြဆိုတာပါဝင်ခဲ့တယ်ဒါပေမဲ့နောက်ဆုံးနော်ဒေးစားလက်နဲ့ကင်သမားတွေကကျမတို့ပြည်သူတွေကိုလက်စားခဲ့တယ်နောက်ဆုံးလူကြီးကအရင်တော့ဆိုရင် KNU မှာဒါကျမတို့ဒါအမှန်တိုင်းထောက်ပြတာနော်လူမျိုးရေးသွေးခွဲစကားတခွန်းမှမပါဘူးဒါဆိုလူကြီးကဗမာလူမျိုးကိုပဲဥဆောင်တာမဟုတ်ဘူးလူကြီးကတနိုင်ငံလုံးအတွက်နော်ပြီးတော့လူကြီးဆိုတာလူမျိုးတစ်မျိုးတည်းပါဝင်တဲ့ဖွဲ့စည်းမဟုတ်ဘူးလူကြီးဆိုတာလူမျိုးပေါင်းစုံပါဝင်တဲ့ဖွဲ့စည်းယာယီဖွဲ့စည်းအဲကြောင့်မို့မင်းတို့ကဟာဗမာဆိုပြီးတော့မင်းတို့အတင်းထိုးချပြီးတော့လူမျိုးရေးနဲ့သွေးခွဲလို့မရဘူးနော်အဲ့ဒါသူတို့ကအဲ့ဒီချိန်တော့လူကြီးကကရင်နယ်မြေမှာကရင်ကိုအားကိုးခဲ့တယ်ကျမတို့ပြည်သူတွေကရင်ကိုအားကိုးခဲ့တယ်ဥဆောင်ခိုင်းစေခဲ့တယ်နောက်ဆုံးကျမတို့သစ္စာဖောက်ခံရတယ်သိပြီးပြန်ပေးသိပြီးပြန်ပေးသိပြီးပြန်တိုက်ကျမတို့လူငယ်တွေအများပြားကြဆုံရပြီးတော့နောက်ဆုံးဘယ်နေမြေမှာသိမနိုင်ဘူးနောက်ဆုံးလိုက်ရတယ်အဲ့ဒါလက်ရှိအမှန်တရားမဟုတ်ဘူးဆိုရင်မင်းတို့ထောက်ပြကြည့်မင်းတို့ပြောကြည့်ပါနော်အာရှလမ်းမကိုပြန်လွတ်ပေးရတယ်အာရှလမ်းမ4Kကိုပေါထားခွင့်ရှိသမျှအကုန်ပြန်နောက်ဆုတ်ပေးရတယ်အခုလဲသူတို့တိုက်ပွဲဖော်ဆောင်နေဒါပေမဲ့ကြားဖြန့်ဒေသမင်းလဲပန်ကြားဖြန့်ဒေသမှာမင်းတို့တိုက်ပွဲဖော်ဆောင်လို့ဘယ်သူအတွက်အကျိုးရမလဲကြားဖြန့်အကျိုးစီးပွားအတွက်ပဲရမှာလေကျမတို့စိတ်ဝင်စားဘူးနော်မင်းတို့တိုက်နေပါတယ်မင်းတို့ဘယ်တော့ပဲအော်တန်ဟစ်နေပါစီဒါပေမဲ့အခုပြောတဲ့ကိစ္စမှာလူမျိုးရေးစကားတခွန်းမှမပါဘူးနော်အဲ့ဒါကြောင့်မလို့ကျမတို့ပြည်သူတွေကမအားဘူးအဲ့ဒီတော့ကနော်ပြောမယ်ခုနကစကားပြန်ဆက်မယ်နော်ငဆွဲအဲ့တော့ကျမတို့ငဆွဲဒလန်ကိုလွတ်ပေးတော့ကကျမတို့ပြစ်တင်ခဲ့ဘူးတဲ့ဒါပေမဲ့ဒီလိုမျိုးမဆွဆွဲခဲ့ဘူးဒလန်လို့မဆွဆွဲခဲ့ဘူးနော်ဘာပြောလဲဆိုတော့အဲ့ဒီဗီဒီယိုဖိုင်ကိုတွေ့ကြမှာပါနော်စောပြစ်စုပ်တင်ထားတယ်ဗီဒီယိုဖိုင်ကိုတွေ့ကြမှာပါအဲ့ဒီဒလန်ကိုသူတို့ဖိုင်တော့ကျွန်တော်တို့ကတော့ဘာညာကျွန်တော်တို့ကဖိုင်တော့ဗာလဲလူကြီးတွေရဲ့စကားတွေပါအဲ့လိုမျိုးသူပြောတော့ဒါလူကြီးတွေရဲ့အမိုက်မပါဘဲနဲ့သူကလူရင်းမှာမဟုတ်ဘူးဆိုပြီးတော့လူကြီးတွေနာမည်ပြတ်မှာစိုးလို့သူကနာမည်ခံပြီးတော့လောက်တာလားဆိုတော့ကျမတို့အဲ့လိုမျိုးပဲနော်ရှော့ပေါက်တော့တွေးခဲ့ပေးသေးတယ်သူ့ကိုဒါပေမဲ့နောက်ဆုံးတော့နော်အခုတဖြည်းဖြည်းနဲ့ပေါ်လာပြီတည်င်းအမျိုးမျိုးပဲကျမတို့ကြားနေရတယ်တည်င်းကြားနေရတယ်ဆိုတာနော်ရဲဘော်ချက်ချင်းပေးတာမဟုတ်ဘူးနော်ပြည်သူလူထုကရင်ပြည်သူလူထုစီကရလာတဲ့တည်င်းအမှန်ကြီးစဉ်းစားကြည့်လေကျမတို့ကပြည်သူကမျက်လုံးပေါင်းများစွာနော်ပြည်သူအများစုကအာဏာရှင်ကိုမုန်းတိကြတာလေကျမတို့ကရင်လူထုကဒီလက်နဲ့ကင်လေးကိုကျမတို့ဘယ်တော့မှအားမပေးဘူးဒါကြောင့်မို့ကျမတို့ပြည်သူဘက်မှာလူထုမျက်လုံးပေါင်းများစွာရှိတယ်ဒါကြောင့်မင်းတို့လိမ်လို့မရဘူးပြည်သူတွေကအာဏာရှင်ကိုတိုက်ထုတ်စေချင်လို့နော်လမ်းမှာသူတို့ဗီဒီယိုတွေရိုက်ဓာတ်ပုံတွေရိုက်ပြီးတော့သတင်းတင်ပေးတယ်ကားဘယ်နှစီးနော်ခွေးဘယ်နှကောင်ပြည်သူတွေတောင်းကြည့်တယ်ဒါပေမဲ့ဘယ်ချင်းစားလက်နဲ့ကင်ကမှဂယူဆိုင်ခဲ့တာမရှိဘူးနောက်ဆုံးနော်သူတို့တွေကတလေတန်ပဲဗာလဲဘယ်လိုပြောလဲအကိုကြီးညီလေးအဲ့ဒါနဲ့ပဲဖေပုတ်ကောင်းပုံနဲ့နောက်ဆုံးဗာလဲတူပဲဖြစ်သွားတယ်နော်စဉ်းစားကြည့်ပါသူဦးမျိုးရန်အောင်သဲကိုနော်ဒလန်လို့သူဆွဆွဲချက်နဲ့အခုကျမကရင်လူထုတယောက်အနေနဲ့ဒီ9နှစ်6နှစ်အတွင်းမှာကျမတို့ကြုံတွေ့ခဲ့ရတဲ့နော်ကရင်ပြည်နယ်ကလောက်ရအထူးသဖြင့်ဒီငါဇွဲရဲ့လောက်ရတွေကိုကျမထောက်ပြတဲ့အချက်အလက်တွေနော်သုံးသပ်ကြည့်ပါစဉ်းစားကြည့်နော်ကရင်ပြည်နယ်မှာဘယ်သူမှပြောမစင် PDF အနေနဲ့ရက်တီလို့မရဘူး fighter ဝင်းမြင့်တို့နော်ဝင်းမြင့်တို့နောက်ပြီးတော့ဒီဘို SA ဝါတို့ဒါပေါင်းတို့တော့မခင်လေးလက်အောက်မှာနေရတယ်ဘို SA ဝါဘက်တလိုင်းရေးနော် KTL အောက်မှာအဲ့ဒီတော့အမ KTL အောက်ကရှိပြီးတော့သူ့ဘာသူရက်တီလို့မရဘူး KNLA အောက်ကိုဝင်ရတယ် KNU အောက်ကိုဝင်ရတယ်ဒါပေမဲ့ငါဇွဲ PDF LUG MOD အောက်ကနှုတ်ထွက်ခဲ့တယ်ဒါပေမဲ့ဘယ်သူအောက်မှာမဝင်တာမတွေ့ဘူးနော် VGN အောက်လည်းမဝင်ဘူးဒါပေမဲ့သူတို့နောက်ွယ်မှာကြတော့သူတို့နော်ကျမပြောပြမယ်တော်လန်ရဲ့အစပိုင်းမှာအဲ့ဒီတော့ကနော်တိုက်ပွဲတွေတိတ်မဖြစ်သေးဘူးအဲ့ဒီချိန်တုန်းကကျမတို့အဲ့ဒီကျမနော် screenshot တွေတက်တက်ထားတယ်ကျမရိုက်ထားတယ်နော် screenshot တွေကျမပြန်ရှာကြည့်အောင်မယ်အဲ့ဒီမြေပြင်ကဦးလေးတယောက်ကကျမတို့နဲ့အဆက်အသွယ်ရှိတယ်သူကဂျာအင်းစိတ်ကြီးကနော်သူကတော်လန်ရေးဘက်ကပဲသူကျမကိုပြောခဲ့ဘူးလေအဲ့ဒီတော့ကျမတို့ကသူတို့ကိုစားနာရိုက်ခါတွေထောက်ပံ့နေတဲ့အချိန်ပေါ့အဲ့ဒီချိန်တော့ KNU ကိုပဲကျမတို့အများစုနော်ကျမတို့ကအများဆုံးထောက်ပံ့ခဲ့တယ်ရိတ်ခါတွေနော်ထောက်ပံ့ခဲ့တယ်အဲ့ဒါကိုသူကပြောတယ်ကျမအဲ့ဒီတော့က BGF ကို KNU ကိုလောဝနော်ဒီလိုမျိုးမပြောခဲ့ဘူးနော် PR လည်းမပေးခဲ့သလို KNU ကိုလည်းကျမတို့ဘယ်လိုပြောမလဲဒီလိုမျိုးအပြောတယ်တခါမှမပြောခဲ့ဘူးအရင်တော့က BGF ကိုပဲကျမတို့ပြောတယ်အဲ့ဒါကိုအဲ့ဒီဦးလေးကဘာပြောလဲနင် BGF ကိုမပြောနဲ့ BGF က
နော်ငါတို့ဘက်ကငါတို့တော်လိုင်းဘက်က BGF တကယ်လို့ငါတို့တော်လိုင်းရေးဘက်ကမဟုတ်ဘူးဆိုရင် PDF အယောက်200ကိုနော်သူမွေးထားမလားလက်နဲ့တွေခဲရဲတွေထောက်ပိုက်လို့သူမွေးထားမလားမင်းအွန်လိုင်းမသိအောင် तू က PDF တွေကိုမွေးထားတယ်ဆိုပြီးတော့ကျမတို့ကိုပြောပြခဲ့ဘူးလေနော်သူပြောတယ် BGF ကငါတို့နဲ့တူတူပဲအဲ့ချိန်တော့ဗလဲအဲ့ချိန်တော့ကနော်မောင်ချစ်သူမအားလာနဲ့ဟိုဘယ်လိုပြောမလဲဒီဓာတ်ဖြတ်ကိစ္စနဲ့ပတ်သက်ပြီးတော့နော်သူကမိခေဘက်မှာပြန်လာနေမလို့ဟိုဘက်ကိုပဲသွားမလို့အဲ့လိုမျိုးချီတုတ်ချတုတ်ဟိုဘက်ဒီဘက်လုံဆွဲနေတဲ့အချိန်အဲ့ဒါကိုအဲ့ဒီဦးလေးကအဲ့လိုပြောတော့အိုးကောင်းတော့ဗောနော်ဒါဆိုငါတို့ကရင်ချင်းစီးလုံးတဲ့ဆိုပြီးတော့ကိုကတော့မှဝန်းပါအားရနဲ့နော်ထောက်ခံအားပေးခဲ့ဘူးလေဒါပေမဲ့အခုမှအဖြေတွေတဖြည်းဖြည်းပြန်ပေါ်လာပြီနော်2000နဲ့ဘယ်လောက်လဲမသိဘူးအဲ့ချိန်တော့တက်မှာ9 PDF တော်လိုင်းရေးသမားစစ်မှန်တွေကိုသူတို့မောင်းထုတ်ခဲ့ကျွန်တော်တို့သိတယ်နော်အစစ်အမှန်တွေကိုမောင်းထုတ်ခဲ့တယ်မဲဆောက်ကိုထွက်ပြေးလာတဲ့လူထွက်ပြေးတယ်တချို့ကြတော့သူတို့နော်တော့တကယ်တော်လန်နေတဲ့လူတွေကတော့သူတို့တော်လန်ရေးဘက်ကိုပြောင်းသွားသူ့အဆက်တော်နဲ့သူပြောင်းသွားတယ်အဲ့ဒီ PDF နော်ဒီမဲဆောက်ကိုပြောင်းလာတဲ့ PDF တွေကျွန်တော်တို့အခုတောင်းပေးသေးတယ်ကျွန်တော်တို့အခုငွေတောင်ထပ်ပေးလိုက်သေးတယ်မဲဆောက်မှာသူတို့နေလို့ရအောင်ဆိုပြီးတော့နော်သူတို့ပြောပြတယ်သူတို့မထားဘူးသူတို့ယုံကြည်စိတ်ချတဲ့လူအထူးသဖြင့်နော်အရေးချင်းရှိတဲ့လူပေါ့မှာပေါ့စနိုက်ပါတော်တယ်နောက်ပြီးတော့ဟိုလက်ပစ်နော်တနပ်ပစ်ကျွမ်းနေပါတယ်နောက်ပြီးတော့ဒီလက်နဲ့တွေပါထွက်လောက်တာကျွမ်းတဲ့လူတွေကိုပဲသူကခြံထားတာတန်တဲ့လူတွေကိုသူကနော်ဘယ်လိုပြောမလဲပြောင်းသွားခိုင်းလိုက်တယ်ဒါပေမဲ့သူပို့လိုက်တဲ့သူကတော့လမ်းတစ်ဝက်မှာပဲပို့တယ်ကျန်တာမင်းတို့ပါမင်းတို့သွားနော်မင်းတို့အန်ရယ်ကိုငါတို့အမမခံပေးနိုင်ဘူးဆိုပြီးတော့အဲ့ဒီမဲဆောက်ကိုတက်လာတဲ့နော်အဲ့ဒီဗလဲ PDF တွေကကျမတို့ကိုပြောပြငူယိုနဲ့သူတို့နော် PDF အမျိုးသမီးလေးကျမတို့ကိုပြောပြတယ်သူတို့အဖွဲထဲမှာလေဒီလက်နဲ့ခရံထွက်လို့တတ်တဲ့လူတွေရှိတယ်နော်အဲ့ဒီတွေကတမခုနေမှာ PDF အစစ်အမှန်မရှိတော့ဘူးနော်နောက်ပြီးတော့အဲ့လိုပေါ့နော်ကျမအတူကပဲပြောရမယ်အဲ့ဒါကြောင့်မလို့အဲ့ချိန်ကစပြီးတော့နော် PDF ကတမခုနေမှာမရှိတော့ဘူးတမ6ကတော့ရှိသေးတယ်အဲ့ချိန်တော့ကလည်းဒါပေါင်တို့ကလည်းတော်လန်ရေးဘက်မှာပြက်သားရက်တီနဲ့ချိန် SOA တို့လည်းတော်လန်ရေးဘက်မှာပြက်သားရက်တီတဲ့ချိန်လေနောက်ဆုံးမှာသူတို့တွေဒီနွားအိုကြီးတွေရဲ့ဖိအားပေးမှုကြောင့်သူတို့တွေကနော်ဟိုဘယ်လိုပြောမလဲဟိုဘက်ကိုပဲနော်ဒီနွားအိုကြီးတွေရဲ့ပြောစကားအတိုင်းပဲနားထောင်ရတော့တယ်ဒါကြောင့်မို့မြဝတီကိုသိမ်းမဲ့ဆဲဆဲမှာ KNU က BGF ကိုပြလိုက်ဒီအကြောင်းကိုမင်းတို့နော်အတိတ်မေ့လို့မရဘူးနော်အခုလို့ပြောတာကလည်း KNU ကိုမဟုတ်တီးလို့မဟုတ်ဘူး KNU ရဲ့ရက်တီချက်ကိုနော်ကျမတို့မှန်ကန်စေချင်လို့နော်နောက်ပြီးတော့မကောင်းတဲ့လူကိုဖယ်ထုတ်စေချင်တယ်ဝိုင်းချက်ပေးပါဦးနော်ခဏလေးအဲ့တော့ကြောင့်မို့လေဒီညဆောင်းပါးတွေအများကြီးဖတ်ပြမယ်နော်ဟိုဖတ်စရာတွေအများကြီးရှိတယ်ဒါပေမဲ့ဗလဲအချိန်ရလဲတိတ်မရတော့လေနော်ခဏလေးဟိုအားမရှိတော့ဟိုအားသွင်းရတယ်ခဏလေးနော်တတင်းကောင်းအရင်ပြောမယ်ပြီတို့ဘာပြောလဲဆိုတော့နော်အန်နူဂျီကစောက်တော့မကြဘူးအန်နူဂျီကဘာညာအဲ့လိုပြောတဲ့လူတွေအတွက်နော်အခုအန်နူဂျီကတဖြည်းဖြည်းနဲ့အယောင်တင်နေပါတယ်တဖြည်းဖြည်းနဲ့သွားနေပါတယ်ဘသူပုတ်ခဘယ်သူဘလို့ပဲသူတို့ကိုတွန်းထောက်ထိုးချအန်နူဂျီကမတောက်ပြန်ဘူးနော်အန်နူဂျီကသူသွားတဲ့လမ်းကြောင်းအတိုင်းပဲသူသွားနေတယ်ဒါပေမဲ့အန်နူဂျီကအားရလာဆိုတော့ကျမတို့အားမရဘူးလိုအပ်ချက်တွေအများကြီးရှိတယ်ဒါပေမဲ့အန်နူဂျီမရှိလို့မဖြစ်ဘူးနော်ကျမတို့လိုအပ်ချက်တွေကိုနော်လိုအပ်ချက်တွေကိုထောက်ပြနော်ဝေဖန်ထောက်ပြပြီးတော့အပြုသဘောဆောင်တဲ့အနေနဲ့ပြောလို့ရှိရင်ဘသူဘာမှမပြောပါဘူးဟာအခုဟာကနော်ဟိုဗလဲထိုးချအန်နူဂျီစောက်တော့မကြောက်ကာကွယ်ရေးဝန်ကြီးကိုလဲပေးပါညာနဲ့အပြစ်အနာစာတွေကိုမင်းတို့ချပြလေအခုကျမတို့ဒီ KNU ခေါင်းကြီးပိုင်းတွေနွားအိုကြီးတွေကရင်ကျေးစားလက်နဲ့ကင်တွေကိုကျမတို့ဘာကြောင့်ပြောနေရတယ်လဲသူတို့လောက်ရကဖော်ပြနေလို့ကျမတို့ကထောက်ပြပြီးတော့ပြောနေတာလေအန်လူကြီးကလည်းဒီလိုမျိုးပဲနော်ဟိုဗလဲအသုံးမကျဘူးဘယ်နေရာမှာအသုံးမကျတာလဲဟာလာမပြောနဲ့နော်ငကားကြောင့်ငကားကိုတိုက်ခိုင်းလို့ငကားကမင်းအွန်လိုင်းစီကိုရောက်သွားပါတယ်ဆိုအဲ့လိုသက်အုပ်စုလေတန်းအတိုင်းလာမပြောနဲ့နော်ဓမ္မအဓမ္မနှမျိုးပဲရှိတယ်အမှန်နဲ့အမှားနှမျိုးပဲရှိတယ်ရှင်းလိမ့်မယ်အခုကြည့်ဟိုဘယ်လိုပြောမလဲအခုကိုမျိုးရန်အောင်သေးဒီ COC PRF နော် COC အောက်မှာမရှိတဲ့အကြောင်းကိုပဲထောက်ပြတယ်အဲ့တခုပဲထောက်ပြအကြောင်းနဲ့ပတ်သက်ပြီးတော့ဟာသူတို့လိုရဆိုတော့အဲ့လူဟိုဗလဲကိုမျိုးရန်အောင်သေးကိုဟိုဗလဲဒလန်လို့ပြောလိုက်ကိုမျိုးရန်အောင်သေးကတိုင်းသားတွေကိုမဟာမိတ်တွေကိုဗလဲအမြင်လွဲစေတဲ့ဘာညာဘာမှမဆိုင်ဘူးသူပြောတဲ့စကားလုံးထဲမှာဗမာစကားလူတိုင်းနားလဲတယ်အဲ့စကားတကားမှမပါဘူးဒါပေမဲ့ငါစကားနွားရအဲ့ဒီအန်လူကြီးကိုဖောင်းထုထိုးချနေတဲ့အုပ်စုပဲဘယ်သူဘာနဲ့ပဲဖြစ်ဒီအုပ်စုပဲတတိထားမိရလားပြီတို့နော်